ပဲမင်္ဂလာပါဒီနေ့မျှဝေပေးချင်တာကတော့တခုခုကိုဖြစ်လာဖို့အတွက်ပျော်ပျော်ရွှင်ရွှင်နဲ့မျှော်လင့်နေတဲ့အခါသုံးရတဲ့ပတ်တန်လေးတစ်ခုအကြောင်းဖြစ်ပါတယ်အဲ့ဒါကတော့ I'm looking forward to ဒီနေရာမှာတစ်ခုပဲသတိထားပေးပါ to လို့ပါပေမဲ့အဲ့ဒီ to ရဲ့နောက်က verb ကို ing ပေါင်းပေးရမှာဖြစ်ပါတယ်ဥပမာနင့်ကိုတွေ့ဖို့မျှော်လင့်နေတယ်ဆိုရင်I'm looking forward to seeing you အဲ့လိုမျိုးပြောရမှာပါဒါမှမဟုတ်အလုပ်တွေအရန်များနေလို့အိမ်ပြန်ဖို့ကိုပဲစိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေတယ်ဆိုရင် I'm looking forward to going home ဒီလိုမျိုးသုံးကြည့်ပါနော်ပုံမှန်သုံးနေတဲ့ want ထက်စာရင်ဒါလေးကပိုပြီးခန်းစားချက်ပါပါတယ်ကဲဒါဆိုရင်မုံစားဖို့မျှော်လင့်နေတယ်ဆိုတာကိုရောဘယ်လိုပြောမလဲဘာစားတာဆိုလို့ရှိရင်တော့ eat ကိုသုံးလို့ရပါတယ်ကဲဖြေခဲ့ပါအောင်နော်နောက်ထပ်သင်ခန်းစာတွေမှာလည်းထပ်ဆောင်ကြပါဦးမယ် stay sharp bye bye